Hello everyone အားလုံးပဲမင်္ဂလာပါရှင် Healthy Shop ရန်ကုန်စာနေကြိုဆိုပါရရှင်။ဒီနေ့ mix up ပြီးမှာတော့မင်းတို့ရဲ့ face serum လေးပဲဖြစ်တယ်ပေါ့နော်။မျက်နှာကိုဒါအသားရည်ကိုရေတက်ဖြစ်ပြီးမဲ့ပြီးရင်ဗီတာမင် E စီဝီပင်လယ်ရည်ညှိတို့ပါဝင်တဲ့အတွက်ကြောင့်ဒီစီဝမ်လေးရဆိုမျက်နှာတွေကိုအေးလေးနဲ့စိတ်ဝင်ပြီးတော့မျက်နှာမှာရှိတဲ့ပေါ့နော်ဒီအမဲနေရာတွေကိုဖြူစေတယ်ပြီးရင်အရေးကြောင်းတွေကိုတတ်တာစေတယ်ပြီးရင်သူကဘာကောင်းလဲဆိုရင်တော့ချွေးပေါက်တွေပါကျင်းစေတာပေါ့နော်စီဝမ်ကနေချွေးပေါက်ကျင်းနေဆိုတာတော်တော်လေးကိုရှာတယ်ဒါပေမဲ့ဒီ Healthy Shop Face Serum ကချွေးပေါက်ကျင်းစေတယ်သူ့ရဲ့အဓိကအဖက်ကတော့မျက်နှာကိုဖြူစေတာပါဗီတာမင် E နဲ့ပင်လယ်ရည်ညှိရဲ့အဆီနှစ်ကနေပြီးတော့မျက်နှာကိုဖြူဖွေးတန့်စင်အောင်လုပ်ပေးမယ်ပြီးရင်အဆီအရမ်းပြနေတဲ့သူတွေအတွက်အဆီတွေကိုထိမ့်ပေးမယ်ဒီမှာအကုန်လုံးပေါ့နော်ဒီမှာကြည့်ဘယ်နိုင်ငံဒီမှာဖြတ်နေဆိုတာဒီမှာအကုန်ပါတယ်နော်သူကအဆီတွေကိုထိမ့်ပေးမယ်ပြီးလို့ရှိရင်မျက်နှာမှာရှိတဲ့ရွှေဖောက်တွေကိုလည်းကျင်းစေမယ်ပြီးရင်သူကပေါ့နော် moisturizer လိုပဲပေါ့နော်သူကအဆိုဓာတ်ကိုထိမ့်ပေးထားတယ်ပေါ့နော်အရန်ကောင်းတဲ့စီရန်လေးအသားလည်းဖြူမယ်ချွေးပေါက်လည်းချင်းမယ် moisturizer လည်းထိမ့်မယ်အစီပြန်တဲ့တွေဆိုလည်းအစီပြန်တာကိုထိမ့်ပေးသေးရဲ့အသားထက်တဲ့လူတွေအတွက်လည်းရေဓာတ်ကိုအပြည့်အဝပေးတယ်ပြီးရင်သူကမျက်နှာလေးကိုပေါ့နော်အသားရည်ကိုကြစ်လက်တင်းရင်းစေပြီးတော့ခလေးလေးတစ်ယောက်ရဲ့စကင်လိုဖြစ်စေရပေါ့နော်အသားဖြူတဲ့အပြင်ဒီလိုမျိုးကျွေးစုများတဲ့မြင်တို့ရဲ့ face serum လေးသူကတတိမဲ့ပါမယ်ဒီ serum လေးကို41,900နဲ့ရမှာပါဒီလို serum မျိုးဘာမှရှာလို့မရပါဘူးရှင်အဲ့တော့မင်းတို့ Healthy Shop ရဲ့ face serum လေးကိုအများဆုံးသုံးလိုက်ရအောင်နော်မင်းပြမယ် serum ကောင်းရှာနေမျက်စိမှိတ်ပြီးတော့ဒါ Healthy Shop face serum လေးကိုဝယ်လိုက်မင်းတို့အရွေးမမားစေရပါဘူးရှင်အဲ့တော့ဒီ serum လေးကိုမင်းတို့ရဲ့ Healthy Shop ရန်ကုန်ဆိုင်လမ်းမတော်8လမ်းအိမ်မက်64မှာလာရောက်ဝယ်လို့ရပါပြီရှင် line ပေါ်မှာမှားခြင်းနဲ့ဆိုရင်လည်းမင်းတို့ရဲ့ Viber ဖုန်းနံပါတ်0926394915 Viber ကိုမှာလို့ရပါတယ်ရှင်မင်းတို့ရဲ့ customer service ခလီငယ်လေးက DBC လေးကိုရောင်းပေးဖို့အတွက်ဒါကူညီပြီးဆောင်နေပါပါရှင်ပြီးလို့ရှိရင်မင်းတို့ရဲ့customer service ကလေးကိုအသားရည်ပုံစံလေးပြပြီးတော့တင်လော်ရဲ့ skin care လေးကိုလည်းမင်းတို့ Healthy Shop ကဖျက်ထုတ်တဲ့ပစ္စည်းလေးနဲ့တွဲပေးပါလိမ့်မယ်ရှင်ဒါမင်းတို့ရဲ့ skin problem လေးဒါcustomer တို့ခံစားနေရတဲ့ဒီပြဿနာတွေအကုန်လုံးမင်းတို့ရဲ့ customer service specialist လေးတွေကိုမေးမြန်းပြီးတော့ကိုယ်နဲ့တင့်တော်တဲ့ပစ္စည်းလေးတွေကိုရွေးချယ်ဝယ်လို့ရပါတယ်ရှင်အမြဲတမ်းမင်းတို့ Healthy Shop ရန်ကုန်စားနေပြီးတော့အမကန်ကြပြနေတာက Healthy Shop ပစ္စည်းတွေကိုမင်းတို့ကဈေးမများပဲနဲ့ဒါတင့်တော်တဲ့ဒါကုမ္ပဏီကတိုက်ရိုက်ချပေးတဲ့ဈေးနဲ့ပဲရောင်းချပေးပါတယ်ပြီးရင်ကုမ္ပဏီကပေးထားတဲ့ဒါလက်ဆောင်ပစ္စည်းပလန်နေတိုင်းနဲ့ရောင်းချပါတယ်ဆိုတော့မင်းတို့အသိပေးချင်ပါတယ်ရှင်ပစ္စည်းအစစ်မှန်ဖြစ်ပါတယ်မင်းတို့ရကုမ္ပဏီတိုက်ရိုက်ဖြစ်တဲ့အတွက်ကြောင့်မင်းတို့ပစ္စည်းအစစ်မှန်တွေဝယ်ရောင်းပါတယ်ရှင်